မင်္ဂလာပါဗျာဒီနေ့အချိန်တိတ်မရှိလို့နော်ကျွန်တော်ဖာကဖောင်းလေးလောက်စာဖြစ်ပါတယ်ခင်ဗျာဖာကဖောင်းဆိုတော့လောက်ရလွယ်ပါနော်သူကထိုင်းစတိုင်လေးချက်ထားတယ်9မိနစ်အတွင်းချက်လို့ပြီးရလေအပြင်မတော့ခင်လေးပေါ့အစာပြေလေးစားမှာဖြစ်ပါတယ်ခင်ဗျာစားမယ်နော်တကယ်ချင်းတော့ဖာကဖောင်းမြေဒီ6ဆက်လေးနဲ့ကျွန်တော်ကြော်ထားတာသူကလောက်ရတဲ့လွယ်တယ်စားလက်ကောင်းတယ်ဘယ်ချင်းတမ်းရလေးနဲ့ချင်းနဲ့အဲ့ဒါရှင်းရှယ်ဆက်တယ်ငယ်ကျွန်တော်အဲဖွင့်ထားတာမှချွေထွက်တယ်